ပြည်သူကအရန်မုန်းတီးတယ်ပေါ့နော်အဲ့လိုမျိုးဖမ်းမိတာတော့မှမလွတ်လားတဲ့ပုံစံမျိုးတွေအများကြီးတွေ့မြင်နေရတာဖြစ်ပါတယ်အဓိကတော့လက်နက်လူပြီးတော့ထွက်ပြေးတာမျိုးမရှိဘူးလားထွက်ပြေးခိုင်းလိုက်ပါလားဒီလိုပုံစံမျိုးတော့မှဝိုင်းပြီးတော့ပြောဆိုနေကြရတယ်တွေ့ရပါလိမ့်အားလုံးပဲမင်္ဂလာပါခင်ဗျຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းထူးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျ6ခုနှစ်ဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကချင်းကတော်လိုင်းရေးအင်အားစုတွေနဲ့အခါတက်တော် A နဲ့လက်တွဲညီညီနဲ့စစ်ကောင်စီကိုပြင်းနေတယ်ဆိုတဲ့အကြောင်းပေါ့နော်တကယ်လည်းရလက်တွေထွက်လာတယ်ထုတ်ပြန်ချက်တွေလည်းထွက်လာပြီးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းပြောချင်ပါတယ်ပထမဆုံးတော့ဒါကျွန်တော်ပြီးခဲ့တဲ့ရက်ကပေါ့နော်ဒါခီးလေးတစ်ခုသွားနေရလို့ပေါ့နော်မတင်ဆက်နိုင်ခြင်းဖြစ်ပါတယ်ခီးသွားရတယ်ဆိုတာလည်းပေါ့နော်ကျွန်တော်တို့ဒါခိတနားခိုခဲ့တယ်ပေါ့နော်ဒါလွတ်မြောက်နေမြေတစ်ခုခိတဆိုရင်အဲ့မှာ8လလောက်ကြာတယ်ပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့ပြန်သွားပြစ်တယ်အဓိကတော့အဲ့ကိုပြန်ရောက်တဲ့ချိန်မှာပေါ့နော်ကိုယ့်ရွာလေးပြန်ရောက်သွားသလိုပဲအဲ့လိုခံစားရတယ်ပေါ့နော်အဲ့မှာရှိတဲ့ဒါအဖွဲ့တွေနဲ့လည်းတွေ့ဖြစ်တယ်တက်နိုင်တာလေးတွေသွားလုပ်တယ်အဓိကတော့အဲ့လိုခီးလေးထွက်နေတာဖြစ်တဲ့အတွက်အခုလိုမတင်ဆက်နိုင်ခြင်းဖြစ်ပါတယ်အဲ့လိုမတင်ဆက်ရကျွန်တော်လည်းမပြောဘူးပေါ့နော်အဓိကစစ်ကောင်စီကိုဒါပြောရမယ်ဆိုတဲ့ဟာတွေရှိတယ်ဒါဒီကြားထဲမှာဒီရက်ထဲမှာသတင်းတွေလည်းတက်နေတာရှိတယ်ပေါ့နော်အခုတော့ဒီထုတ်ပြန်ချက်ကလည်းတိုက်ဆက်ပဲထွက်ပေါ်လာတာဖြစ်တဲ့အတွက်ဒီထုတ်ပြန်ချက်ထဲမှာထူးခြားတဲ့အကြောင်းအရာတွေကျွန်တော်တွေ့မိတယ်တွေ့ဖြစ်တယ်ပြီးတော့အခြားသောအားတက်စရာအကြောင်းအရာတွေလည်းရှိလို့ဒါကိုကျွန်တော်ရွေးချယ်တင်ဆက်ချင်ပါတယ်ပေါ့နော်အဲ့တော့ချင်းပြည်နယ်တောင်ပိုင်းကိုဟိုကြွနေကြတယ်ပေါ့ဗျာဘယ်လိုမျိုးပြန်ထိန်းချုပ်တော့မှာဘယ်လိုမျိုးပြန်သိမ်းတော့မှာဘာညာဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြရရှိတယ်ပေါ့နော်ဒါသူတို့ကတော့လေဘောကနေပြောတာဆိုတော့သူတို့စိတ်ကူးထဲမှာတော့လွယ်မှာပေါ့လေနော်အောက်မှာအသေးလဲဆိုခံနေရပါတယ်ဆိုတဲ့ကောင်တွေကတော့မလွယ်ကူဘူးဆိုတာအခုဆိုရင်သိသွားပြီပေါ့နော်အခုလိုမျိုးဒါတလကြော်ကြာသူတို့ထိုးစစ်တွေဒါလုတ်ပြီးတဲ့နောက်မှာတော့စစ်ကောင်စီကအထိကိုက်တွေအထိနာတာတွေအများကြီးရှိလာတယ်အလောင်းတွေလည်းဖြစ်သလိုစွန့်ပစ်ခဲ့တာတွေရှိတယ်ပေါ့နော်ဖြစ်သလိုပဲစွန့်ပစ်ခဲ့တယ်မြုပ်ပစ်ခဲ့တယ်မြုပ်တာတော့မှမြုပ်တယ်လို့တော့မမြည်ပဲနဲ့ပေါ့နော်လွတ်ပစ်ထားခဲ့တယ်လို့ပဲပြောရမလို့တော့မဲပေါ့နော်အဓိကတော့အဲ့လိုမျိုးပုံစံမျိုးနဲ့စွန့်ပစ်ခံရတာတွေရောပြီးရင်ဒါ MI17 ရဟတ်ရင်နဲ့ပေါ့နော်အခေါက်ထော့ပေါ်ခဲ့ပြီးဖြစ်တယ်ဒီအခြေအနေနဲ့ပတ်သက်လို့ဒါ CPU CPA ကအားရစရာထုတ်ပြန်မှုတစ်ခုကြေညာလိုက်ပါတယ်ပုံနေနဲ့တကွထုတ်ပြန်တာဆိုတော့အားတက်စရာပေါ့နော်ထုတ်ပြန်ချက်ကလည်း2ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်ပူးပေါင်းလှုပ်ဆောင်မှုအနေနဲ့ကတော့ချင်းပြည်သူတပ်မတော် CPA ပြီးရင်ရောဒေတာက YDF ပြီးရင် YA ဒီလိုမျိုးအပါဝင်ပေါ့နော်မဟာမိတ်တပ်တွေပါတယ်ပြီးနောက်ထပ်ထူးခြားချက်ပါတယ်အခါတက်တော် A ပါတယ်ပေါ့နော်အဲ့တော့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးတာတွေအများကြီးရှိသလိုလက်နက်ခဲယမ်းတွေစစ်အသုံးဆောင်ပစ္စည်းတွေလည်းအများကြီးရရှိထားသလိုပုံနေထဲမှာလည်းမြင်ရပါလိမ့်မယ်စစ်တုံးမန်းတွေလည်းဖမ်းဆီးရရှိထားတာရှိပါတယ်အဲ့တော့အထိနာတဲ့စစ်ကောင်စီကလေကြောင်းလက်နက်ကြီး droneဒီလိုဟာမျိုးတွေကိုအများအပြားအသုံးပြုပြီးတော့အပြင်းထန်တိုက်ခိုက်တယ်အဲ့လိုမျိုးတိုက်ခိုက်မှုတွေကြောင့်မလို့အရသာပြည်သူထိခိုက်မှုတွေရှိတယ်ပြီးတော့နေအိမ်တွေပြီးရင်ဘာသာရေးအဆောက်အအုံတွေဒီလိုအဆောက်အအုံတွေလည်းပျက်စီးတာတွေရှိတယ်ဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့သိန်းစီရရှိလက်နက်ခဲယမ်းတွေထုတ်ပြတာကလည်းအားရစရာကောင်းတယ်ပေါ့နော်ရရှိထားတဲ့ဒါခဲယမ်းတွေဆိုလဲပုံထားတာလေးကတကယ်ညင်ညင်ညာညာလေးပေါ့နော်အပုံလိုက်လေးတကယ်ကိုမျက်စိပရာတာရှိတယ်ပေါ့ဗျာပြောချင်တာပေါ့နော်အဲ့တော့တနက်တွေဆိုလဲစီးထားတာအများကြီးပဲပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါထုတ်ပြန်လာတာတွေ့ရလိမ့်မယ်အဲ့တော့ကြည့်ရတာဒါကအကုန်မဟုတ်သေးဘူးပေါ့နော်တိုက်ပွဲတွေကတနေရာထဲမှာဖြစ်နေတာမဟုတ်နေရာပေါင်းစုံနေရာနှံ့မှာပေါ့နော်ဒီမင်းတပ်ပဲဖြစ်ဖြစ်ကံပက်လက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနေထဲမှာနေရအစုံမှာဖြစ်နေတာဖြစ်တဲ့အတွက်အကုန်လုံးစုစည်းပြီးတော့ထုတ်ပြန်တဲ့ပုံစံမျိုးတောင်မှမဟုတ်သေးဘူးလို့ဒါကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ပြီးတော့ဒီထုတ်ပြန်ချက်ထဲမှာလည်းဘယ်တနက်ကတော့ဘယ်နှလက်အဲ့လိုမျိုးထုတ်ပြန်မှုတွေရှိရလေကျွန်တော်သိရမလား MA3 ဘယ်နှလက် MA1 ဘယ်နှလက်ဒါမျိုးပြောတဲ့ဟာတွေရှိတယ်ပေါ့နော်အခုအဲ့ဒီထုတ်ပြန်ချက်ထဲမှာအဲ့လိုဟာတွေမပါသေးဘူးဘယ်လက်နက်ကတော့ဘယ်လောက်ဘယ်ဘုံသီးကတော့ဘယ်နှလုံးဘာအမျိုးအစားကြီးကတော့ဘယ်နှတောက်ဘယ်နှထောင်ဘယ်နှတောင်းဒါမျိုးပုံစံမျိုးတွေမပါသေးဘူးပေါ့နော်ဒါကနဦးထုတ်ပြန်မှုလို့ပဲကျွန်တော်တို့ယူဆတယ်ကျန်တာမကြည့်နဲ့ပေါ့နော်ကျွန်တော်ဆိုရင်အဲ့ထုတ်ပြန်ချက်ထဲမှာပါပါတယ်ဆိုတော့ဓာတ်ပုံမှတ်တမ်းတွေကျွန်တော်လိုက်ကြည့်တဲ့အချိန်မှာကွယ်လွဲမှုတွေ့တယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီစစ်သားတွေအိတ်နေတဲ့ပုံတွေအများကြီးပါတယ်ဗျာအဲ့ထက်မှသူတို့စောင်းထားပါတယ်ဆိုတော့ကြီးကအုတ်ထုတ်တွေပေါ့နော်ကြီးကအုတ်ထုတ်တွေကျွန်တော်တစ်လုံးချင်းလိုက်ရှိတယ်10လုံးကျော်လောက်ရှိတယ်ဒါပေမဲ့ထုတ်ပြန်ချက်တွေကပုံထဲမှာကြည့်မယ်ဆိုရင်4လုံးလောက်ပဲရှိတယ်အဲ့ဒီမှာတင်ကိုပဲဒါကွာဟတာရှိတယ်ပေါ့နော်အဲ့တော့ဒါကအကုန်လုံးမဟုတ်သေးဘူးစစ်စစ်ဘောလိုက်ကြည့်မယ်ဆိုရင်အများကြီးရှိအောင်ပါပေါ့နော်အဲ့တော့ဒီဟာကဘာကြောင့်အခုလိုမျိုးကနဦးထုတ်ပြန်တာလဲပေါ့နော်ကနဦးဆိုတာကျွန်တော်ယူဆချက်ပါရည်ရွယ်ချက်ကတော့ဒါပြည်သူတွေအားတက်စေဖို့ပြီးတော့စစ်ကောင်စီရဲ့ဝါဒဖြန့်မှုစစ်ကောင်စီကတည့်တဲ့အတိုင်းပဲဒီထိုးစစ်တွေကိုစပြီးဆိုတဲ့ချိန်မှာသူတို့ဘက်က lobby တွေကအစပေါ့နော်လုံးဝကိုအားနိုင်မဲ့အုံနဲ့ချင်းနဲ့អော်ကြရရှိတယ်ဒါပေမဲ့သူတို့ရဲ့ဝါဒဖြန့်မှုနဲ့မြေပြင်မှာဘယ်လောက်ထိကွာခြားနေသလဲမြေပြင်မှာဘယ်လောက်ထိခွက်လန်နေသလဲဆိုတဲ့ဟာတွေကိုဒါအခြေအနေအမှန်တိုင်းသိရအောင်လို့ထုတ်ပြန်လာတယ်လို့ယူဆပါတယ်အဲ့တော့ line ပေါ်မှာနိုင်နေပြီးတော့မြေပြင်မှာဘယ်လောက်ထိခွက်လန်နေလဲဆိုတဲ့ဟာကိုတက်တည်ပြပေးဖို့ဖြစ်ပါတယ်ပြီးတော့ဒီစုစုစည်းစည်းနဲ့လက်တွဲညီညီလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သူတွေကိုအသိပေးတယ်လို့ယူဆပါတယ်အဲ့တော့ဒီစုစည်းမှုတွေထဲမှာကျွန်တော်ပြောတဲ့ art test ရာအချက်တစ်ချက်ရှိတယ်အဲ့ဒါကဒီတိုက်အဲ့တော့29ရက်နေ့ AR တိုင်းနဲ့ကမှတ်မိလိုက်မယ် .288 188 .148 ပေါ့နော်
ဒီစကန်းကုန်း3ခုကိုဇက်တိုက်သိမ်းပိုက်လိုက်တဲ့အကြောင်းပုံနေနဲ့တကွာအာခတ်တော် A ကထုတ်ပြန်လာတာရှိတယ်အဲ့ဒီထုတ်ပြန်ချက်ထဲမှာဆိုရင်ကိုပဲပေါ့နော်ဒီရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့နေရာတွေနဲ့ပြီးရင်ဒါ A တိုက်ပွဲဝင်နေတဲ့နေရာအနှံ့ပြားမှာပေါ့နော်စစ်ကောင်စီရဲ့လူလိုင်းအုံပြုမှုကိုပြန်ပြီးတော့တိုက်ခိုက်နေတယ်ဒါကြောင့်မလို့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာပါတယ်အဲ့ထဲမှာရခိုင်နဲ့ထိစပ်နေတဲ့ချင်းပြည်နယ်ကော်မရှင်ရဲ့လူလိုင်းအုံပြုထိုးစစ်များကြောင့်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်ဆိုပြီးတော့လည်းဖော်ပြခဲ့ဘူးတယ်ပေါ့နော်အဲ့ထုတ်ပြန်မှုကလည်းအားရစရာကောင်းပါတယ်ပေါ့နော်ပုံတွေအများကြီးပဲအဲ့နေတဲ့ပုံတွေလည်းပါတယ်အဲ့ထဲမှာလည်းပေါ့နော်ပြီးတော့ဒါလက်နက်ကြီးလက်နက်ငယ်အစုံလုံးဝပုံထဲမှာပြည့်ရှံနေအောင်ပြထားရလဲအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အာခတ်တော် A ရဲ့အဲ့ဒီထုတ်ပြန်ချက်ကတော့ဒါဇွန်လ29ရက်နေ့ရက်စွဲနဲ့ဖြစ်ပါတယ်အခုလဲဒါဇူလိုင်လပေါ့နော်တရက်နေ့ကပြုလုပ်ခဲ့တဲ့ချင်းညီနောင်အဖွဲ့ဝင် CPU ထိန်းချုပ်နယ်မြေအတွင်းကစစ်ရှောင်းတွေအတွက်ပေါ့နော်အရေးပေါ်ရန်မုံငွေရတနာဈေးရောင်းပွဲမှာချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော် CPU CBA အထွေထွေအတွင်းရေးမှူးစလိုင်းယောမန်ကအခုတိုက်ပွဲတွေမှာမဟာမိတ် AA ပါဝင်ကြောင်းဆိုပြီးတော့လည်းပြောခဲ့တာတွေ့ရလိမ့်မယ်မဟာမိတ်တွေနဲ့ဒါပူးပေါင်းပြီးတော့အောင်မြင်စွာဟန်တာထားနိုင်ခဲ့တယ်ဆိုပြီးတော့လည်းပြောထားတာတွေ့ရပါတယ်ကနဦးက1000ဝန်းကျင်ရောက်လာတယ်နောက်ထပ်1000ဝန်းကျင်ပြန်ရောက်လာတယ်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့တဖြည်းဖြည်းစစ်ကြောင်းတွေထိုးတက်လာမှဒလကြမ်းထိုးစစ်ဆင်လာတယ်ဒါတွေကိုချင်းပြည်သူတပ်မတော်နဲ့ဒါမဟာမိတ်အာခတ်တပ်တော်နဲ့တကွဒေသတွင်းတော်လှန်ရေးမဟာမိတ်တပ်တွေပေါင်းစုပြီးအကုန်လုံးစုစုစည်းစည်းညီညီညွတ်ညွတ်ဝိုင်းဝန်းတွန်းလှန်တိုက်ခိုက်ကြရမှာထိုးစစ်ကိုအောင်မြင်စွာဟန်တာနိုင်ခဲ့ပါတယ်ပေါ့နော်ဟန်တာဆောင်ရွက်နိုင်ခဲ့ပါတယ်ဆိုပြီးတော့ပြောထားတယ်ဒီ1ရက်2ရက်အတွင်းမှာပဲကျွန်တော်တို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမှတရားဝင်သတင်းထုတ်ပြန်ဖို့လည်းရှိပါတယ်ကျွန်တော်တို့ဘယ်လိုမျိုးအောင်မြင်မှုတွေရနေတယ်ဘယ်လိုမျိုးခုခံထားနိုင်တယ်မြေပြင်ကရဲဘော်တွေဘယ်လောက်ရဲဝံ့ပြောင်မြောက်တတိပြောင်မြောက်စွာကာကွယ်နေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘိုးဘွားပိုင်းချင်းမြေကိုကာကွယ်နေတယ်ဆိုပြီးတော့ဒါကိုစလိုင်းယောမန်ကပြောထားတာတွေ့ရပါတယ်ဗောနော်အဲ့တော့ဒီ1ရက်2ရက်အတွင်းမှာထုတ်ပြန်ဖို့ရှိပါတယ်ဆိုပြီးနောက်ပိုင်းဒါ2ရက်နေ့ရက်စွဲနဲ့အခုလိုမျိုးကနဦးထုတ်ပြန်ချက်ပုံနဲ့တကွဖော်ပြလာတာဖြစ်တယ်ဆိုပြီးတော့ပဲဒါယူဆမိပါတယ်ပြီးတော့အခုတိုက်ပွဲကခဏတာမဟုတ်ဘဲနဲ့ဗောနော်ရေရှည်သဘောမျိုးလဲရှိနေပါတယ်လို့ဆိုတယ်ဗောနော်ဒါလိုမျိုးသုံးသပ်နေကြရဲဆိုတဲ့ဟာကလည်းဖြစ်နိုင်တယ်ဗောနော်စစ်ကောင်စီရဲ့ဒီထိုးစစ်တွေမစခင်မှာဗောနော်ချင်းပြည်နယ်ကိုအခုလိုမျိုးအင်အားထောင်ချီမထိုးလာခင်နဲ့ကအာခတ်တော် A ကပေါ့နော်ဒါအကြီးကဲတွေတာဝန်ရှိတဲ့သူတွေပြီးရင်ချင်းကပေါ့နော်ချင်းတော်လိုင်းအင်အားစုတွေဘက်ကအကြီးကဲတွေတာဝန်ရှိတဲ့သူတွေသူတို့နှစ်ဖက်တွဲဆုံပြီးတော့ဒါမဟာမိတ်အနေနဲ့ရေရှည်ဆက်ဆံရေးတိစောက်နိုင်ခဲ့တဲ့သတင်းကိုလည်းကျွန်တော်တို့ရှေ့လာပိုင်းလောက်မှာမြင်တွေ့ခဲ့ရပြီးဖြစ်တယ်ပေါ့နော်ဒါကလည်းတော်လိုင်းအင်အားစုတွေရဲ့အမျှော်မြင်ကြီးမှုလို့ပဲဆိုရမယ်ပေါ့နော်စစ်ကောင်စီကဒီဘက်မှာအဆင်မပြေဘူးဆိုရင်ဘယ်လိုမျိုးနီးလန်းတွေလောက်လာမလဲသူ့ရဲ့ခြေလန်းတွေကဘာတွေဖြစ်လာမလဲဆိုတဲ့ဟာကိုကြိုတင်တွက်ဆပြီးတော့အခုလိုမျိုးဒါတွေ့ဆုံပြီးတော့မဟာမိတ်ခိုင်မာတဲ့မဟာမိတ်ဒါရေရှည်ပုံစံမျိုးနဲ့တိဆောက်ထားခဲ့ကြတယ်ဆိုပြီးတော့လည်းဒါယူဆလို့ရတယ်အခုတော့ချင်းတော်လိုင်းတက်တွေကဒေတာတွင်းတော်လိုင်းတက်တွေနဲ့လက်တွဲညီနေုံသာမကပါနော်အာခတ်တက်တော် A နဲ့လည်းလက်တွဲညီဒါစစ်ကောင်စီရဲ့ထိုးစစ်ကိုအောင်မြင်စွာတွန်းလှန်တိုက်ခိုက်လျက်ရှိပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်တဲကိုဝင်ရောက်နိုင်ဖို့ရခိုင်ပြည်နယ်တဲကမြို့တွေကိုပြန်ပြီးတော့သိမ်းပိုက်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့ပေါ့နော်သူနီလန်းမျိုးစုံနဲ့စူးစမ်းတယ်ရခိုင်ပြည်နယ်တဲကိုဝင်နိုင်မဲ့ထင်တဲ့အပေါက်တွေပေါ့ဗျာအဓိက AR မကွေးပကိုးဒီလိုမျိုးနေရာတွေမှာလဲစစ်ကောင်စီကအင်အားအလုံးရင်းနဲ့အခုလိုမျိုးပဲထိုးစစ်တွေလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဟာတွေကအဆင်မပြေဘူးပေါ့နော်အခုချိန်ထိကိုပဲသူတို့အဲ့နေရာတွေကနေထိုးပေါက်ဝင်ရောက်နိုင်တယ်ဆိုတဲ့သတင်းကျွန်တော်တော့မတွေ့ဘူးပေါ့နော်မတွေ့ရသေးဘူးဒါကြောင့်မလို့လဲအခုဆိုရင်ဒါကမ်ပလက်မင်းတက်ဒီလိုနေရာတွေကနေပြီးတော့ဒါတဆင့်ထပ်ပြီးတော့ထိုးပေါက်နိုင်ဖို့အတွက်စူးစမ်းနေပြီးလားဆိုတဲ့သုံးသက်ချက်တွေလည်းရှိနေပါတယ်အဲ့တော့ရခိုင်ပြည်နယ်နဲ့ဆက်ဆက်တဲ့ဒါခုနပြောတဲ့ AR မကွေးပကိုးဆိုတဲ့နေရာတွေအပြင်ချင်းပြည်နယ်ပါလာနေပြီလားဆိုပြီးတော့ကျွန်တော်တို့ယူဆရမယ်အဲ့တော့ရှေ့ပိုင်းနေရာတွေမှာလည်းပပဆက်ဆက်အထိနာခဲ့သလိုအခုချင်းပြည်နယ်မှာဆိုလည်းပပဆက်ဆက်အထိနာနေပြီလို့ပြောရမှာဖြစ်တယ်ပေါ့နော်အသေးချမ်းနေတာအဓိကတော့ဒေါ်လာအင်အားစုတွေဘက်ကပြည့်စုံမှုပဲပေါ့နော်လုံလောက်တဲ့ထောက်ပံ့မှုပြည့်စုံမှုရှိတယ်ဆိုရင်ဒီစစ်ပွဲကိုနိုင်အောင်ဆင်နွှဲနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တနေ့တခြားတပ်ဖွဲ့တွေဟာတွေ့ကြုံနေပြေဝလာတယ်စီရေးနဲ့ပတ်သက်တဲ့နီးပရိယာတွေပေါ့နော်ဒါတွေကစတနေ့တခြားပို့ပြီးတော့ကောင်းလာတယ်စစ်သားပို့ပြီးတော့ပြည်သားလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ပြင်စစ်ကောင်စီဘက်ကပါစတွေကိုပဲအားကိုးပြီးတော့စစ်တိုက်နေရပါတယ်ဆိုတဲ့ဟာနဲ့သွားပြီးတော့တွေ့တဲ့အချိန်မှာဘယ်ဘက်ကနိုင်မလဲဒါမျက်စိမိတ်ပြောရင်တော့ရတယ်ပေါ့နော်အဲ့တော့အရင်ကစစ်ကောင်စီကအတွေ့အကြုံရှိပါတယ်ဆိုတဲ့စစ်သားဟောင်းတွေကိုအားပြုပြီးတော့စီရေးဖော်ဆောင်တယ်အခုကျတော့အဲ့လိုကောင်တွေနဲလာတယ်ဗျာအရင်တော့ကဒီတက်ချက်ကြီးတွေပဲဖြစ်ပါပဲဖြစ်ပေါ့နော်အခုနောက်ပိုင်းမှာအဲ့ဖွဲ့တွေနဲလာတယ်ပြီးတော့ကျတော့ဒါသူတို့အတွင်းထဲမှာကအစပေါ့နော်ဒီဟာနဲ့ပတ်သက်လို့စစ်ရေးစစ်ရနဲ့ပတ်သက်လို့ဗျာစိတ်ဝင်စားပြီးတော့ရောက်လာတဲ့သူမဟုတ်ဘူးပေါ့နော်သူတို့ဘက်ကနေပြီးတော့တိုက်ပေးမယ်ဆိုတဲ့စိတ်ဆန္ဒပြင်းပြပြီးတော့ရောက်လာတဲ့သူတွေနဲတယ်ပေါ့နော်အဓိကတော့ပေါ်တာတွေဆွဲတယ်အတင်းအဓမ္မခေါ်ဆောင်တယ်ဖမ်းပြီးတော့စစ်မှုထမ်းခိုင်းတယ်ဒီလိုလူမျိုးတွေနဲ့သူတို့စုဖွဲ့နေတာဖြစ်တဲ့အတွက်အဲ့လူတွေကဒီစစ်နည်းပညာနဲ့ပတ်သက်တဲ့ဟာတွေမလိုချင်ဘူးမလိုလားဘူးသူတို့မလိုအပ်ဘူးသူတို့လှုပ်ချင်လို့လှုပ်နေတာမဟုတ်ဘူးဗျာကျ
ကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုတွေကကြာအဲ့လိုမဟုတ်ဘူးဒီတိုက်ပွဲကိုနိုင်အောင်ဘလို့တိုက်ရမလဲဒီလိုမျိုးတိုက်ဖို့အတွက်ဘာနီလန်းတွေလိုအပ်တယ်လဲဘလို့စစ်နီးပြူတွေလိုအပ်တယ်လဲပြီးရင်စစ်ကောင်စီဘက်ကဘာနီလန်းတွေတုံးတယ်လဲသူတို့တုံးနေတဲ့စစ်နီးပြူတွေကဘာတွေလဲဆိုပြီးတော့အမြဲလို့လိုက်ပြီးတော့လေ့လာနေတဲ့သူတွေအမြဲလို့လိုက်ပြီးတော့မင်းမြန်းစုံစမ်းနေတဲ့သူတွေအတွေ့အကြုံတွေဖြည့်နေတဲ့သူတွေဒီလိုမျိုးလူတွေနဲ့သူတို့တွေရှင်နေရတာဖြစ်တယ်ဗောနော်အဲ့တော့ဒါကြောင့်အရင်တုန်းကတော့အတွေ့အကြုံရှိတဲ့ကောင်တွေကိုတုံးတယ်အခုကျတော့အတွေ့အကြုံမရှိတဲ့သူတွေကိုနီးပညာနဲ့ပေါင်းဆက်ပြီးတော့တုံးတယ်ဗောနော်အဲ့လိုမျိုးပုံစံကိုတနေ့တခြားအတွေ့အကြုံတွေပြေဝလာတဲ့စစ်သားပူပီသားလာတဲ့ဆိုတဲ့တော်လိုင်းအင်အားစုတွေကဘလို့ပုံစံမျိုးနဲ့ဆက်ပြီးတော့တွန်းလှန်တိုက်ခိုက်အောင်မလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ပြီးတော့ဒီပါစာတွေနဲ့ပတ်သက်လို့ပြောချင်တာရှိပါတယ်ပါစာတွေအနေနဲ့ဗောနော်ဒါအလင်းဝင်ဖို့လက်နက်ချဖို့ကိုပဲကျွန်တော်တို့တိုက်တွန်းခြင်းနဲ့အလင်းဝင်ကြပါတိုက်ပွဲမဖြစ်ခင်လက်နက်ချအညံ့ခံပူးပေါင်းကြပါပြီးရင်ရုံထွက်ကြပါဒါမျိုးကိုပို့ပြီးတော့ဒါတိုက်တွန်းခြင်းပါတယ်အခုဆိုရင်အဓိကတော့လက်နက်လူပြီးတော့ထွက်ပြေးတာမျိုးမရှိဘူးလားထွက်ပြေးခိုင်းလိုက်ပါလားဒီလိုပုံစံမျိုးတော့မှဝိုင်းပြီးတော့ပြောဆိုနေကြရတယ်တွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ပြောရှင်တာကပြည်သူကိုနှိမ့်ဆက်တပ်ဖြတ်တဲ့အဖွဲ့အစည်းဘက်မှာရက်နေတဲ့သူတွေအနေနဲ့ပြည်သူမြစ်တာကိုရနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့ဒါဟိုနေ့ကလို့ပေါ့နော်သတင်းတစ်ခုတွေ့ရလိမ့်မယ်အဲ့ဒါကစစ်ကောင်စီခလာရ19ကတန်ရင်မှုကိုပေါ့နော်အဖြုတ်ပြီးတော့ဒါဒီဘက်ကိုပူပေါင်းလာပါဆိုတဲ့အလင်းဝင်လာပါဆိုတဲ့ပါစာတွေရဲ့သတင်းကိုတော့တွေ့လိုက်လိမ့်မယ်အဲ့ဒီပါစာဆိုရင်ပြည်သူကအရန်ကိုချီးကျူးတာအရန်နဲ့အားပေးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်ကြတာပေါ့နော်အဲ့တော့ပြောချင်တာကဒီခေါင်းဖြူနေတဲ့အတွေ့အကြုံရှိပါဆိုတဲ့ကောင်တွေနဲ့တိုက်တာတောင်မှပဲစစ်ကောင်စီအခြေအနေမကောင်းခဲ့ဘူးဗျာအဲ့တော့ဒီပါစာပေါ့နော်အတွေ့အကြုံလည်းမရှိပါဘူးဆိုတဲ့သူတွေငါတို့လိုပါစာတွေနဲ့တိုက်မယ်ဆိုရင်ဘလို့မှနိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ဟာကိုသိပြီးတော့ရုံထွက်ကြဖို့အတွက်ကိုပဲကျွန်တော်ကတော့အကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ရုံထွက်ကြပါမိသားစုရဲ့အနေနဲ့လည်းဒွန်လိုင်းအင်အားစုတွေနဲ့ချိတ်ဆက်ကြပါလုံးဝတိုက်ပွဲမဖြစ်ခင်ပေါ့နော်စစ်တုံးမှမဖြစ်ခင်မှာအမြန်ဆုံးအလင်းဝင်မှာလက်နက်ချပါဆိုပြီးတော့ပဲပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်